အောင်မြင်မှုနဲ့အမှောင်ကြားမှာရှောက်လန်းလာခဲ့တဲ့မွေးအောင်ရဲ့ဘွားဆက်ကြောင့်ဒီပညာလောကမှာအောင်မြင်မှုဆိုတာတစ်ခါတလေအလင်းရောင်တစ်ခုလိုတောက်ပနေတတ်သလိုအမှောင်ဖက်ချမ်းကိုလည်းဆွဲချလိုက်နိုင်တဲ့အစွမ်းရှိတတ်ပါတယ်။ဒီလိုအလင်းနဲ့အမှောင်ကြားထဲမှာအပြင်းထန်ရှောက်လန်းခဲ့ရတဲ့သူတစ်ယောက်ကတော့မွေးအောင်ရင်ပါပဲ။သူဘွားကရုပ်ရှင်စခရင်ဘော်ကဇက်ကောင်တယောက်လိုမဟုတ်ပဲတကယ်ဖြစ်ပျက်တွေအမှားတွေနာကျင်မှုတွေနဲ့ပြန်လည်နိုးထလာဖို့စူးစမ်းမှုတွေအကုန်လုံးပေါင်းစပ်ထားတဲ့လူဘွားရဲ့ဇလံတစ်ပုဒ်လိုဖြစ်ခဲ့တာပါ။ဒါကြောင့်လည်းဒီနေ့မှာတော့ဘွားအချိုးအကွေတွေကိုအပြင်းထန်ခံစားခဲ့ရတဲ့မင်းသားမွေးအောင်ရင်ရဲ့ဘွားဆက်ကြောင်းလေးကိုတင်ဆက်ပေးသွားမှာပါ။ Season လေးစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးသွားဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။ကဲဒါဆိုရင်တော့ season လေးကိုစလိုက်ကြရအောင်ပါနော်။မွေးအောင်ရင်ကို1989ခုနှစ်ဩဂတ်လ23ရက်နေ့မှာမွေးဖွားခဲ့ပြီးနာမည်ကြီးတေးသံရှင်အောင်ရင်နဲ့ဒေါ်မိုးတင်စာမြင့်တို့ကမွေးဖွားခဲ့တာပါ။မွေးချင်းမောင်နှမ2ယောက်မှအကြီးဆုံးသားဖြစ်ပါတယ်။အနုပညာသွေးရည်စီးဆင်းနေတဲ့မိသားစုတစ်ခုထဲမှာမွေးဖွားလာရတဲ့အတွက်နောက်တစ်ချိန်မှာအောင်မြင်တဲ့အနုပညာရှင်ဖြစ်ခဲ့တယ်။မွေးအောင်ရင်ကမိသားစုနဲ့အတူရန်ကုန်မြို့မှာကြီးပြင်းလာခဲ့ရပြီးတဲ့နောက်ကလေးဘဝကလေးကတရုတ်ဆောင်ဖြစ်ခြင်းနဲ့ဆန္ဒရှိခဲ့တဲ့သူပါ။ပညာရေးအနေနဲ့မူလာတန်းနဲ့အလယ်တန်းကို TTC Practicing School ရန်ကုန် Institute of Education မှာတက်ရောက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ILBC International Language and Business Center ကိုပြောင်းရွှေ့တက်ရောက်ခဲ့ပါတယ်။ဒီကာလတွေမှာသူတို့အနုပညာဆိုတာအလုပ်တစ်ခုမဟုတ်သေးပဲအိမ်မက်တစ်ခုစိတ်ကူးရင်မှုတစ်ခုတသားပဲဖြစ်ခဲ့တယ်။ဒါပေမဲ့လည်းဒီအိမ်မက်ကနောက်ပိုင်းမှာသူ့ဘဝကိုပြောင်းလဲပြစ်မဲ့လမ်းကြောင်းတစ်ခုဖြစ်လာခဲ့တယ်။အနုပညာလုပ်တွေကိုလောက်ကင်လိုတာကြောင့်2009ခုနှစ်မှာမိုးအောင်ရင်က UK မှာ Director ဘာသာရပ်ကိုတွားရောက်လေ့လာဖို့စီရင်သွင်းခဲ့တာပါ။ဒါကလည်းသူ့ဘဝကိုနိုင်ငံတကာဘက်ကိုခြေလန်းဆလန်းနိုင်မဲ့အခွင့်အရေးကြီးတစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီချိန်မှာပဲ Lucky 7ရုပ်ရှင်ထုတ်လုပ်ရင်းနဲ့ရုပ်ရှင်ကား80စာအတွက်စာချုပ်ကိုချုပ်ဆိုခွင့်ရရှိခဲ့ပါတယ်။ဒါကြောင့်လည်းဒီခွင့်ရေးကိုလက်လွတ်မခံတော့ပဲ UK ကိုမသွားတော့ဖို့ဆုံးဖြတ်ခဲ့ကမြန်မာနိုင်ငံမှာပဲအမှုပညာလုပ်တွေကိုလောက်ကင်တော့ဖို့လုံးဝရွေးချယ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းသူငယ်ဘွားအိမ်မက်ကလက်တွေ့ဖြစ်လာခဲ့ပါပြီ။အထူးသဖြင့်ရုပ်ရှင်လောကထဲကလေးများစွာတက်လာတဲ့ကျယ်တပွင့်အနေနဲ့2008ခုနှစ်မှစပြီးမိုးအောင်ရင်ကရုပ်ရှင်ကားတွေကိုစရရိုက်ကူးခွင့်ရရှိခဲ့တယ်။သူ့ရဲ့ပထမဆုံးရုံတင်ရုပ်ရှင်ကအဲဒီခေတ်အတွင်းမြန်မာနိုင်ငံမှာအယောင်ရဆုံးရုပ်ရှင်ဖြစ်စံချိန်ချိုးနိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုကြောင့်မိုးအောင်ရင်ကတခဏအတွင်းမှာပဲရုပ်ရှင်လောကရဲ့ hot actor တယောက်ဖြစ်ပရိသတ်ကလက်ခံအသိမှတ်ပြုခြင်းခံခဲ့ရတယ်။နောက်ပိုင်းမှာရုပ်ရှင်ကား200ကျော်ထိပါဝင်သရုပ်ဆောင်ခဲ့ပြီးအလန်စယာhot shot စတဲ့ရုပ်ရှင်ကားတွေကသူ့နာမည်ကိုအထူးလူသိများစေခဲ့ပါတယ်။ဒါပေမဲ့လည်းအောင်မြင်မှုအမြင့်ဆုံးနဲ့အတူလူငယ်တယောက်ရဲ့ဘဝထဲကိုစံတမ်းမှုတွေအားနည်းချက်တွေကတဖြည်းဖြည်းဝင်လာခဲ့ပါတော့တယ်။2016ခုနှစ်ဩဂတ်လ29ရက်နေ့မှာတော့မူရစ်စေဝါလက်ဝယ်တွေ့ရှိမှုကြောင့်မိုးအောင်ရင်ကဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပါတယ်။ဒီဖြစ်ရပ်ကသူ့ဘဝအတွက်တော့အကြီးမားဆုံးပြောင်းလဲမှုတစ်ခုပါ။2018ခုနှစ်နိုဝင်ဘာလ26ရက်နေ့မှာပစွန်တောင်မြို့နယ်တရားရုံးကမူရစ်စေဝါဆိုင်ရာဥပဒေအရအလုပ်ကြမ်းနဲ့ထောင်ဒဏ်9နှစ်ချမှတ်ခြင်းခံခဲ့ရတယ်။နောက်ထပ်2018ခုနှစ်ဒီဇင်ဘာလ12ရက်နေ့မှာထောင်ဒဏ်12နှစ်ထပ်မံချမှတ်ခံခဲ့ရတယ်။အောင်မြင်မှုအမြင့်ဆုံးမှာရှိနေသူတယောက်ကတခဏအတွင်းထောင်ဒဏ်ရအောက်ကိုကျသွားခဲ့ရပါတယ်။2019ခုနှစ်မေလ9ရက်နေ့မှာတော့အထူးလုံငင်းခွင့်ကိုရရှိခဲ့ပြီးထောင်ကနေလွတ်မြောက်လာခဲ့တယ်။ဒါပေမဲ့မိုးအောင်ရင်တက်ကတော့ထောင်ကနေလွတ်လာရဲဆိုတာဘဝအဆင်ပြေသွားပြီလို့ဆိုလိုချင်မဟုတ်ခဲ့ပါဘူး။ရှခင်ချစ်သူနဲ့ပတ်သက်တဲ့တရားစွဲဆိုမှုတွေအနုပညာလောကသားတွေရဲ့အမြင်တွေပြည်သက်တွေရဲ့ဝေဖန်မှုတွေကသူ့ကိုဆက်ပြီးတော့အဆန်းသက်နေခဲ့တယ်။မိုးအောင်ရင်ရဲ့ဘဝဇလန်ကအောင်မြင်မှုဆိုတာအမြဲတမ်းကာကွယ်ပေးမနေဘူးဆိုတာကိုသက်သေပြနေပါတယ်။အလင်းရောင်အောင်မှာတောက်ပနေတဲ့ကျဲတပွင့်ကိုတော့အမောင်ဘက်ကိုကျသွားနိုင်တယ်ဆိုတာမိုးအောင်ရင်ကတာတကားပါပဲရှင်။ဒါကြောင့်လည်းအောင်မြင်မှုအမှားမှန်ကိုခွဲခြားသိမြင်ခဲ့ပြီးပြန်လည်နိုးထလာကစ조사မှုတွေနဲ့အကုန်လုံးပေါင်းဆက်လိုက်တဲ့အချိန်မှာတော့ဘွားကပြန်လည်အေးဆေးသွားနိုင်ခဲ့ပါပြီ။အခြေကတော့လက်ရှိချိန်မှာမိုးအောင်ရင်ကသူ့ထက်အသက်16နှစ်กว่าတဲ့ချစ်သူလေးနဲ့ရှေ့လက်တွဲနေတာဖြစ်ပါတယ်။အခုချိန်မှာ DJ ဆိုင်ဆိုင်အနေနဲ့အနုပညာလှူရှားမှုတွေနဲ့အတူ club တွေမှာပင်တိုင်း DJ TV ပျော်ပြနေရတဲ့အောင်မြင်တဲ့အနုပညာရှင်တယောက်ဖြစ်ရည်တည်နေနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ရှင်။